ဉာဏ်ပညာဆိုတဲ့အပေါ်မှာအမြင်တစ်တစ်ခုကိုလုံးဝပြောင်းလဲသွားစေမယ်အတွေ့အခေါ်တစ်ခုကိုပြောပြခြင်းပါတယ်။ကဲဘာတွေဖြစ်မလဲကြည့်လိုက်ကြအောင် ဒီစကားကစဉ်းစားစရာမေးခွန်းတစ်ခုကိုပေါ်လာစေတယ်တိရိစ္ဆာန်ယုံဆောင်ကပေါ်ချလောလို့ချင်းသိလို့တတ်တော်တောင်တိရိစ္ဆာန်ယုံထဲရောက်နေရတဲ့ဒီကဘာကြီးမှာထက်မြက်တယ်ဆိုတာတကယ်တော့ဘာကိုပြောချင်တာလဲ ကဲအဲ့ဒါကိုသိဖို့ပထမဆုံးအနေနဲ့ထက်မြက်ချင်းဆိုတာတကယ်တော့ဘာလဲဘာမဟုတ်ဘူးလဲဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ် ဒီကနန်းကဘာလဲဒီလားဂျက်မာကို Harvard တက္ကသိုလ်ကနေညင်းခဲ့တဲ့အချိန်အရေးအတွက်ပဲဆိုတော့ဒါကဘာကိုပြနေလဲဆိုရင်တမယိုးချဉာဏ်ရည်တိုင်တာတဲ့ပေတံဒီကအရာအလုံးကိုဆုံးဖြတ်ပေးတာမဟုတ်ဘူးဆိုတာကိုတော်တော်လေးထင်ထင်ရှားရှားသတိပေးလိုက်တာပါပဲဒါကြောင့်အထူးအချက်ကရှင်းရှင်းလေးပဲလူတယောက်ဘာတွေသိလဲဘာတွေကြက်ထားလဲဆိုတာထက်သူတို့လက်ထဲမှာရှိတဲ့အနှမ်းငယ်လေးနဲ့ဘာတွေလုံနိုင်တယ်လဲဆိုတာကိုအဓိကထားပြီးရှုမြင်တတ်ဖို့ပါပဲကဲဒီလိုတွေးခေါ်ဖို့ကနေကဘာကြီးကိုမတူညီတဲ့အမြင်နဲ့ဘယ်လိုချိမြင်လာနိုင်မလဲဆိုတာကိုစက်ပြီးလေ့လာကြည့်ကြရအောင်ထက်မြက်တဲ့သူတွေကပြဿနာတွေဆိုရင်ရှောင်မပြေဘူးသူတို့ဟာပြဿနာတွေစီကိုတဲ့တဲ့မတ်မတ်ပြေးဝင်ကြတာဘာလို့လဲဆိုတော့လေစင်ခေါ်မှုတိုင်းဟာအခွင့်အလမ်းတွေရဲ့နောက်ထပ်မျက်နှာဖုံးတစ်ခုဆိုတာကိုသူတို့ကတေးသေးချာချာနားလည်ထားလို့ပဲ ဒါအဲ့ဒီစိတ်နေစိတ်ထားကိုတော်တော်လေးထိထိမိမိတရုပ်ဖော်ပြနေတာပဲပြဿနာတစ်ခုကိုဖြေရှင်းရုံလေးပဲမဟုတ်ဘူးအဲ့ဒီနောက်ကပိုကြီးတဲ့ system တစ်ခုကိုမြင်အောင်ကြည့်ပြီးအဲ့ဒီကနေတစ်ဆင့်ထမ်းဖို့အတီးတီဖန်တီးသွားတာကိုပြနေတာ ဒီလိုဉာဏ်ပညာမျိုးကမတော်ရဆကောက်ရလိုက်တာမျိုးမဟုတ်ဘူးနော်တိကျတဲ့နေ့စဉ်အလေးကြီးတွေကနေတစ်ဆင့်တိတ်တိတ်ချာချာပြုစုပြိုးထောင်ယူရတာပါ ပထမဆုံးလေ့ကျင့်ကတော့နားထောင်ခြင်းပဲတေးသေးချာချာနားထောင်တယ်ပတ်ဝန်းကျင်ကိုလေ့လာဆောင်ကြည့်တယ်ပြီးတော့တိတ်တဆိတ်သင်ယူခြင်းအားဖြင့်အချက်လက်တွေကိုစုပ်ယူတာပေါ့ အခုဒီ slide မှာစိတ်ဝင်စားစရာကောင်းတာကအရင် slide နဲ့တိုက်ရိုက်ဆင်ခြင်မှဖြစ်နေတာပဲစကားကိုလိုတော့ဖူပြောလိုက်တဲ့အခါအကွင်လန်ကောင်းနေဘလို့တောင်လွတ်လွတ်တွားနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမိမောင်းထုတ်ပြနေတာပါဒုတိယအလေးအချင်းကတော့မာနာကိုပြီးချိထားဖို့ပဲတကယ်ခက်မြက်ချင်းဆိုတာကိုယ်တိုင်အကုန်လိုက်လို့နေတာမဟုတ်ပဲတိချနေပြီအတီးတီးမှာကိုထတ်ပိုလော်တဲ့သူတွေကိုသူတို့ရဲ့စွမ်းဆောင်ရည်အပြေအဝပြတာဖွင့်ပေးချင်းမှာရှိတယ်ဆိုတာကိုနားလည်ထားဖို့ပါပဲနောက်ဆုံးလေးချင်းတစ်ခုကတော့ဟာတာကိုလက်နဲ့တစ်ခုလိုတုံးတက်ဖို့ပဲဟာတာကလူတွေနဲ့ယဉ်နီးမှုတည်ဆောက်နိုင်တယ်သူတို့ကိုပျော်ရွှင်စေတယ်ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေထောက်ခံမှုတွေရအောင်စူးစီးနိုင်တယ်စွမ်းအားရှိတယ်ကဲဒီအချက်ကကျွန်တော်တို့ကိုထက်မြက်တဲ့သူတွေကတခြားသူတွေနဲ့မတူပဲလုံးဝကွဲပြားတဲ့နီလန်နဲ့စီမံခန့်ခွဲတတ်ကြတဲ့အရေးကြီးဆုံးရင်းမြစ်နှစ်ခုစီကိုခေါ်တော့ပါပြီအချင်းဆိုတာလေဘယ်တော့မှပြန်မရနိုင်တဲ့တစ်ခုတည်းတော့အဖိုးတန်ပိုင်ဆိုင်မှုပဲဒါကြောင့်ထက်မြက်တဲ့သူတွေကအချင်းကိုဒီအတိုင်းသုံးဖြုံးပစ်တာမျိုးမလုပ်ပဲအနာဂတ်တို့တာမို့တစ်ခုခုထိလာအောင်နာရီကိုင်းမနစ်တိုင်းကိုယဉ်နှင်းဖြုံနိုင်ကြတာပါဒီစကားကကြာရှုံးမှုအပေါ်မှာထားတဲ့အမြင်ကိုလုံးဝပြောင်းပြန်လန်လိုက်တာပဲကြာရှုံးမှုကိုကြောက်စရာတစ်ခုလိုသဘောမထားတော့ပဲပွေဖတ်ပြီးလက်ခံရမယ့်အရာတစ်ခုအဖြစ်ပြန်လဲရှုမြင်စေပါတယ်ဆိုတော့ဒီရိုးရှင်းတဲ့ formula ကဒီအတွေးခေါ်တစ်ခုလုံးရဲ့အသင်းနှလုံးပဲကြာရှုံးမှုတိုင်းဟာ feedback တစ်ခုပဲလာမန်ကိုပိုပြီးနိစ္စအောင်ညွှန်ပြနေတဲ့မြေပုံတစ်ခုလိုပါပဲဒါကဘာကိုအတူချုပ်ပြောလိုက်တာလဲဆိုတော့အောင်မြင်မှုဆိုတာမတော်တဆဖြစ်လာတာမဟုတ်ဘူးနောက်ဆုံးမှအပြေမှန်ကိုရဖို့အတွက်အမားဒီစီကနေသင်ခန်းစာအလွန်လောက်ယူနိုင်ခဲ့လို့ဖြစ်ပေါ်လာပဲရလက်တကူတာဖြစ်တဲ့ဆိုတာပါပဲ ကဲအားလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်အောင်တကယ်တော့ထက်မြက်ချင်းဆိုတာမွေးရပါလက်ဆောင်တစ်ခုမဟုတ်ပါဘူးဒါဟာနေ့စဉ်နဲ့မြတတိယနဲ့ပြုလုပ်တဲ့ရွေးချယ်မှုတွေရဲ့ရလက်တစ်ခုသာဖြစ်ပါတယ် ဒါတွေကတော့နေ့စဉ်လေ့ကျင့်ရမယ့်အလေ့ကျင့်တွေပေါ့တစိုက်မတာကျင့်သုံးသွားမယ်ဆိုရင်အချိန်ကြာလာနဲ့မြပေါင်းဆက်ပြီးဘယ်သူမှမတားဆီးနိုင်တဲ့ညာမညာဖြစ်ပြောင်းလဲသွားမှာပါအဆုံးသတ်အနေနဲ့ပြောချင်တာကတော့ဒီတင်ဆက်မှုတစ်ခုလုံးကအတွေးခေါ်တစ်ခုကိုကိုယ်တိုင်ချက်ချင်းလက်တွေ့အထုံးချကြည့်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်တာပါပဲထက်မြက်ခြင်းဟာရွေးချယ်မှုတစ်ခုဆိုရင်ဒီနေ့ဘလို့ရွေးချယ်မှုမျိုးကိုပြုလုပ်ကြမလဲ